ပြောပြချင်တဲ့အချိန်ကြမှာကျွန်တော်ပြောပါကျွန်တော်စောင့်နေပြီပါမယ်ဘဝဆိုရဲခရီးရှင်မအမိုက်မောင်တို့နောင်နာတို့ချမ်းဆွဲလန်းကြီးတွေ့ခြင်းတွေကအရာရာအမှန်လားအချင်းနဲ့မုန်းနဲ့စွန့်ဖကြအတ္တကြီးတဲ့လိုက်ပြလို့မီလီယံချာစွတ်တို့ကရှုံးသူငါကိုယ်တိုင်ပဲလားညီထွေရဲ့ဆွဲလန်းနေရဲ့ဒီချိုးတွေကဖြမ်းမရကိုယ်တိုင်ရဲ့ဖန်ရဲ့မွန်ချင်ရဲ့လွမြောက်ခွင့်တော့ရချင်တာ勇敢ရဲ့ပြန်တန်းနေရဲ့လောင်အိမ်တွေကထွက်မရလို့ဆန္ဒတွေကြောင့်လောင်မြိုက်ပြကြနာခိုရရှာလို့မရအမရီကလူမြောက်ခွင့်ပေးအတောင်တော့ယုံထွက်ခွင့်ပေးနာကျင်သူငါရဲ့စိတ်လေးပြပြန်တန်းခွင့်ပေးကြနောင်ထားကြကလူမြောက်ခွင့်ပေးမနာကြကယုံထွက်ခွင့်ပေးငိုနေသူငါရဲ့စိတ်လေးပြပြန်တန်းခွင့်ပေးကြချင်းတည်းရဲ့အားလုံးကိုဆုံးခွာရမှာပဲလူဘဝကခဏလာရတဲ့ဧည့်သည်တွေပဲနာကျင်ရှုံးနေခြင်းတရားတွေမေ့ထားပြီးဒီနောက်ကြိုးကပြတ်ခဲ့ရင်ဒီနောက်ကြိုးလေးပြတ်ခဲ့ရင်လူမြောက်နိုင်မလားခွင့်တော့ရချင်တာရုံးကန်ရင်ပြန်တန်းနေရင်လောင်အိမ်တွေကထွက်မရအလို့စန္ဒတွေကြောင့်လောင်မြိုက်ပြကြ